ကဲ YouTube ကအမျိုးတို့ရေအားလုံးပဲမင်္ဂလာပါနော်ဒါတော့ဇာတာပတိနေ့လည်စာလေးပါခင်ဗျာကဲ YouTube ကအမျိုးတို့ရေသမင်းစားကြပါအောင်ဗျာဒါတော့ရွှေဖီုံကြီးချက်ဗျာရွှေဖီုံကြီးချက်ဒါတော့ကျက်ဥချက်တာလားကျက်ဥကိုစီပြန်လေးချက်တာကျက်ဥကိုကြော်ပြီးတော့ပြန်ချက်တာအလုံးလိုက်လေးကြော်ပြီးဒါကတော့ကျွန်တော်တို့ပဲကြီးနဲ့စုပုတ်ရွက်နဲ့အရေးတောက်လေးခင်ဗျာ YouTube ကအမျိုးတို့ရေစားကြပါဦးလို့ဒါတော့ငေဥပြီးတော့မှငေဥပြီးတော့ကျက်သွမြူလေးနဲ့ထောင်းတာငေဥပြီးကြောက်ဒါတော့ငါးဟင်းမှာခင်ဗျာငါးဟင်းမှာခင်ဗျာဒီ YouTube အမျိုးတွေအားလုံးနဲ့ခမင်းစားကြပါအောင်နော်ကောင်းတယ်ဗျာဒါရွှေဖီုံကြီးချက်ပါဒါတော့ကျက်ဥဒီမှာကျက်ဥဒါတော့ပဲကြီးနဲ့စုပုတ်ရွက်နဲ့အရေးတောက်လေးပါခင်ဗျာငေဥပြီးတော့မှာငေဥပြီးတော့မှာဒါတော့ငါးဟင်းခင်ဗျာငါးဟင်းကဲ YouTube အမျိုးတို့ရေအားလုံးပဲထမင်းစားကြပါအောင်နော်ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ